အိမ်တဲ့အိမ်မှာအတိကဝင်ငွေရှာပွေနေတဲ့သူတခုခုဖြစ်သွားရင်ခလေးတွေအတွက်ဘာကြံခဲ့မလဲတွေးဘူးလားကျမတို့အမျိုးသမီးတွေဟာအိမ်တဲ့အိမ်ရဲ့အတိကကြောရိုးတွေပါပဲဒီကြားထဲမှာကိုကအတိကဝင်ငွေရှာပွေနေရတဲ့သူတူဖြစ်နေမယ်ဆိုရင်တော့မိသားစုအတွက်မရှိမဖြစ်အရေးကြီးတဲ့တိုင်းတစ်ခုပဲဖြစ်ပါတယ်ဒါပေမဲ့ငါသာမနှက်ပြန်မရှိတော့ဘူးဆိုရင်အဲ့ဒီအမှန်တရားကိုတော့လက်ခံဖို့အတွက်ကတော့အမြဲတမ်းတွန့်ဆုတ်နေတတ်ကြပါတယ်အရာရာကိုကံတရားကိုပေါ်ပဲပုံချထားလို့မရပါဘူးအခုလက်ရှိကိုဝေရှာနေတဲ့အချိန်မှာတော့သားသမီးတွေအတွက်ကြိုတင်ပြင်ဆင်ထားမှုအားနည်းခဲ့တယ်ဆိုရင်ကိုမရှိတော့တဲ့ဒီနေ့မှာကိုသားသမီးတွေရဲ့ပညာရေးကတော့လုံးဝကိုစိုးရိမ်စရာဖြစ်နေပါပြီဒီလိုအချိန်ဒီမှာကိုယ့်ရဲ့သားသမီးတွေကိုမရှိတော့ရင်တော့ကိုယ့်ရဲ့သားသမီးတွေရဲ့ပညာရေးပန်းထိုင်တွေကိုမရက်တန့်သွားရအောင်ငွေကြေးတိုင်းလာတစ်ခုကိုကြိုတင်ပြင်ဆင်ထားဖို့အတွက်အရေးကြီးပါတယ်သင်မိသားစုနဲ့ကိုက်ညီတဲ့ငွေကြေးတိုင်းလာတစ်ခုကိုပြင်ဆင်ဖို့အတွက်ခင်ငင်နဲ့အတူ appointment ယူပြီးတော့အခမဲ့ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ဒီလိုမျိုးပြင်ဆင်ဖို့အတွက်စိတ်ဝင်စားရဲဆိုရင်ခင်ရင်ကို comment မှာ plan လို့ရေးခဲ့ပေးပါသင်မိသားစုတွေကိုက်ညီတဲ့ငွေကြေး plan တစ်ခုကိုပြင်ဆင်ပေးဖို့အတွက်အဆင်သင့်ပါပဲနောက်ဗီဒီယိုလေးမှာပြန်ဆုံပါမယ်ရှင်